အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်သတင်းဌာနကနေထိပ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာပြန်ပေးဆွဲခံရတဲ့ရုရှားနိုင်ငံသားတွေကိုကြားဖြန့်ဂိုင်းတွေဖမ်းထားတယ်လို့တန်ယုံယူဆတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြန်ပေးဆွဲခံရတဲ့ရုရှားနိုင်ငံသား၃ယောက်ဟာငွေကြေးလိမ်လည်မှုကြားဖြန့်ဂိုင်းတွေရဲ့ဖမ်းဆီးမှုအာရမခိုင်းစေမှုတွေကိုခံရတယ်လို့ယုံကြည်ကြောင်းမြန်မာနိုင်ငံဆိုင်ရာရုရှားတန်ယုံကဆိုပါတယ်။ရုရှားသတင်းဌာန TASS နဲ့တွေ့ဆုံရမှာတန်ယုံတာဝန်ရှိသူတအုပ်ကလက်ရှိပျောက်ဆုံးနေတဲ့ရုရှားနိုင်ငံသား၃ယောက်ဟာကြားဖြန့်ဂိုင်းတွေရဲ့တားကောင်ဖြစ်သွားတယ်လို့အခိုင်အမာယူဆကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ပျောက်ဆုံးနေတဲ့ရုရှားနိုင်ငံသားတွေရဲ့မိသားစုတွေနဲ့ဆွေမျိုးသားချင်းတွေစီကအကူအညီတောင်းခံမှုတွေကိုရရှိထားကြောင်းအဲဒီကိစ္စတွေကိုအာဏာသိမ်းစစ်တပ်ရဲ့ပြည်ထရေးဝန်ကြီးဌာနစီအကြောင်းကြားထားကြောင်းရုရှားနိုင်ငံသားတွေကိုအမြန်ဆုံးရှာတွေ့ပြီးကယ်ထုတ်နိုင်ဖို့အတွက်တန်ယုံဟာသက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ဆက်သွယ်ဆောင်ရွက်နေကြောင်းအဲဒီအရာရှိကပြောပါတယ်။ဒီပရောက်နိုင်ငံသားတွေကိုကုညီရေးညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုစင်တာ UCC ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ Ivan Menikov ကရုရှားမော်ဒယ်တအုပ်ဟာမြန်မာနိုင်ငံထဲမှာပြန်ပေးဆွဲခံခဲ့ရတယ်လို့အစောပိုင်းကပြောခဲ့ပူပါတယ်။အဲ့ဒီအမျိုးသမီးဟာထိုင်းကိုရောက်သွားခဲ့ပြီးအဲ့ဒီနောက်အလုပ်ကိစ္စအင်တာဗျူးအတွက်ရန်ကုန်စီပို့ဆောင်ခံခဲ့ရကြောင်းပြီးတော့သူ့ရဲ့ passport နဲ့တခြားစာရွက်စာတမ်းတွေကိုအတင်းအကျပ်သိမ်းယူခံရပြီးနောက်တော့နေရာအတိအကျမသိရတဲ့ကြားဖြန့်ဂိုင်းတစ်ခုမှာအာရမစေခိုင်းခံနေရတယ်လို့ Menikov ကဆိုပါတယ်။သူ့ကိုပြန်လွတ်စေချင်ရင်ဒေါ်လာ1000ပေးရမယ်လို့ပြန်ပေးဆွဲထားတဲ့ဒုစရိုက်သမားတွေကတောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။အခုအခါမှာတော့မြန်မာနိုင်ငံမှာပြန်ပေးဆွဲခံရတဲ့ရုရှားနိုင်ငံသားတွေအတွက်ပြန်ပေးငွေအများအပြားတောင်းခံမှုတွေရှိလာမှာကိုစိုးရိမ်မှုတွေလည်းမြင့်တက်လာနေပါတယ်။ TASS ကခြေရာခံစုံစမ်းထားမှုတွေအရအခုနှစ်ထဲမှာမြန်မာအခြေစိုက်ကြားဖြန့်ခိုင်းတွေရဲ့ဖမ်းဆီးမှုကိုခံရပြီးမှပြန်လွတ်လာခဲ့တဲ့ရုရှားနိုင်ငံသား6ဦးထပ်မံရှိခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။သူတို့တွေက3ဦးကိုထိုင်းအာဏာပိုင်တွေနဲ့ဘန်ကောက်မှာရှိတဲ့ရုရှားတပ်ရုံးတို့ရဲ့ညှိနှိုင်းမှုအရရုရှားစီပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။နောက်ထပ်2ဦးကတော့ကိုယ့်အစီအစဉ်နဲ့ကိုထိုင်းပိုင်နေဘက်အထိရောက်လာခဲ့ပြီးထိုင်းအာဏာပိုင်တွေကတရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ထိန်းသိမ်းခဲ့ပါတယ်။အဲဒီနောက်သူတို့ကိုပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ရုရှားအမျိုးသမီးတဦးကိုတော့တရုတ်နိုင်ငံစီရွှေ့ပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံဆိုင်ရာရုရှားတပ်မတ်ကြီး Alexander Azilzov ကမြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်တဲ့ရုရှားနိုင်ငံသားတွေရှိတယ်လို့ထိုင်းကနေလူမှောင်ကိုတင်ပို့ခံရသူတွေလည်းရှိတာကြောင့်ထိုင်းကြားဖြန့်ဂိုင်းတွေရဲ့ဖမ်းဆီးချုပ်နှောင်မှုခံထားရတဲ့ရုရှားနိုင်ငံသားအရေးအတွက်ကိုတိတိကျကျခံမှန်းဖို့ခရင်ကြောင်လည်းဝန်ခံသွားပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။